ညအမောင်ထုသည်ရေပြင်ဘက်မှအေးမြငြိမ်သက်နေ၏မိမျိုးနွယ်တို့၏အင်ဂေဟာလေးတွင်မူမင်္ဂလာမီပုံနီလေးများဖြင့်ဝေဝေဆာဆာရှိနေသည်ဖျောင်းတိုင်နီမှထွက်ပေါ်လာသောနှွေးထွေးသည့်အလင်းရောင်သည်ပြတင်းပေါက်လိုက်ကများပေါ်သို့ဖြာကျနေ၏မင်္ဂလာခန်းဆောင်အတွင်း၌မိန်ကျန်းတွေသည်မင်္ဂလာဝတ်စုံနီရဲရဲကိုဆင်မြန်းထားပြီးစိတ်လှုပ်ရှားစွာဖြင့်သူမ၏အင်ဂျီစလေးကိုလက်ဖြင့်လိန်ကျင့်နေမိသည်တကားပြင်ပမှဧည့်သည်များ၏စူညံတံများကိုသူမကြားနေရသလိုဘေးနားတွင်ရှိနေသည့်အမျိုးသား၏အသက်ရှူတံခက်မြန်ကိုလည်းအတိုင်းသားကြားနေရသည်သူသည်သူမနှင့်ခုလေးတွင်လက်ထက်ထင်းများထားသည့်ခင်မွန်းသည်ဖတ်ရှိလျက်ပင်ဖြစ်သည်လေတူထဲတွင်တင်းပြတ်နေသောအရက်နက်နှင့်အတူချိုမြိန်သောစိတ်လှုပ်ရှားမှုများဖုံးလွှမ်းနေ၏ဖတ်ရှိလျက်၏လက်ချောင်းလေးများတုံရင်နေပြီးသူမ၏ခေါင်းချုံပိုဝါနီလေးကိုအသာရမလိုက်သည်နှစ်ဦးသားမျက်လုံးချင်းစုံမိကြ၏တဦးမှာပညာတတ်မိသားစုမှဆင်းသက်လာသောနူးညံ့သိမ်မွေ့သည့်အမျိုးသမီးဖြစ်ပြီးမျက်ဝန်းအစုံမှာရေပြင်ဘက်မှကြည်လင်နေသည်အခြားတဦးမှမူဘေးဒုက္ခမှတိမ်းရှောင်လာရတော့လဲပညာရှိပြီးသားသောရုပ်ရည်ကိုမဖုံးကွယ်နိုင်သည့်လူငယ်လေးဖြစ်ကမျက်ဝန်းအစုံမှာကျဲပတ်မှတောက်ပနေသည်နှစ်ဦးသားရှက်သွေးဖြာလျက်ခေါင်းလေးငုံလိုက်ကြတော့လဲနှက်ခမ်းဖြားတွင်မူအပြုံးရိပ်များထင်ဟပ်နေသည်ဇနီးလေးဖတ်ရှိလျက်၏အတန်းမှာအနှဲငယ်တုံရှာနေ၏သူသည်အောင်တွယ်ရက်နှစ်ခွက်ကိုငှဲ့ကာဒီဘဝမှာမင်းနဲ့ဆုံခွင့်ရတာငါအတွက်အကြီးမားဆုံးကံကောင်းခြင်းပါပဲဟုဆိုကာခွက်ချင်းတိုက်လိုက်ကြသည်ပြင်းရှာသောအရက်ဆက်များလဲချောင်းထဲသို့မရောက်မီမှာပင်အိမ်ပြင်မှမိုးကြိုးပစ်တံကဲ့သို့စူညံတံများထွက်ပေါ်လာသည်ခွေးဟောင်တံများနှင့်အတူမင်းချင်းများ၏ကျိန်းမောင်းတံကြောင့်ပျော်ရွှင်စရာဂီတတံများရုပ်ချီရက်တန့်သွားကာအိမ်တွင်အိမ်ပြင်ဖျို့ဖျဲဖြစ်ကုန်တော့သည်အမိန့်တော်အရမဟာတိုင်းတိဆောက်ဖို့လူစုနေတာဖတ်ရှိလျက်ဘဲမှလည်းအခန်းတကားကိုအကြံပူတန်းကန်ကြောက်ဖွင့်လိုက်သဖြင့်မိရှုတိုင်များ၏အလင်းရောင်သည်ဖျောင်းတိုင်၏နှွေးထွေးမှုကိုဝါမျိုးသွားတော့သည်ရက်ဆက်ကြမ်းကြုတ်သောမင်းချင်းများဝင်ရောက်လာပြီးဘာမပြောညမပြောဖြင့်တန်ချေချင်းကိုဖတ်ရှိလျက်၏လေပင်တွင်ဆွတ်လိုက်ကြသည်မလုပ်ပါနဲ့ရှင်တို့ဘာလုပ်ကြတာလဲဒီနေ့ကျမတို့မင်္ဂလာဦးမြလေးမိန်ကျန်းတွေသည်ခင်မွန်း၏လက်မောင်းကိုအသေးလဲဆွဲထားမိသည်ဖတ်ရှိလျက်သည်မျက်နှာတွင်တွေးမရှိတော့တော်လဲသူမကိုအာတင်းကပြုံးပြလျက်မကြောက်နဲ့ငါကိုစောင့်နေပါဟုပြောနေစဉ်မှာပင်အကြံပဒံဆွဲခေါ်သွားခြင်းခံလိုက်ရသည့်ရုံရင်းဆန်ခတ်ကြားတွင်စပွဲပေါ်မှအောင်တွယ်ရက်ခွက်မှောက်ကျသွားပြီးအရက်ဆက်များသည့်တွေးဆက်များပမာကျမ်းမြင့်ပေါ်တွင်ပြန့်ကျဲသွားတော့သည်မိန်ကျန်းတွေအိမ်ရှိသို့ပြေးထွက်သွားသောအခါအေးဆက်သောလရောက်အောက်တွင်ခင်မွန်းသည်အရိပ်မှအမောင်ထုထဲသို့တဖြည်းဖြည်းပျောက်ကွယ်သွားသည်ကိုသာမြင်လိုက်ရသည်သူမသည်မြေပြင်ပေါ်သို့ခွေရိုင်ကျသွားပြီးလက်ထဲတွင်မူခင်မွန်း၏အင်ဂျီစားမှဆွဲဖြတ်မိခဲ့သောအဝတ်စလေးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားမိသည်